တောင်ကြီးရွာငယ်လေးတစ်ခု၏အစွန်းတွင်တဦးတည်းနေထိုင်သောအဖွားအိုတစ်ယောက်ရှိခဲ့ဘူးသည်သူမ၏အိမ်လေးမှာကြောက်တုံးများဖြင့်ဆောက်လုပ်ထားပြီးသေးငယ်လွန်းတော်လဲမေတ္တာတရားများဖြင့်ပြည့်နှက်နေသည်သူမတွင်သားသမီးမရှိငွေကြေးမရှိထင်ပေါ်ကျော်ကြားသောအမည်နာမလည်းမရှိပေသို့သောသူမတွင်အလွန်ရှားပါးသောအရာတစ်ခုရှိသည်ယင်းမှာငိမ့်ချမ်းခြင်းပင်ဖြစ်သည်နေ့စဉ်နေ့တိုင်းသူမသည်မိဖို့၌မိလေးတစ်ဖို့ကိုမွေးမြူတတ်သည်သူမ၏ဥယျာဉ်ထဲတွင်အလိုလျောက်ရှင်သန်ကြီးထွားနေသောအရာမျိုးစုံဖြင့်စွတ်ပြုတ်ချက်ပြုတ်ပြီးမိသူမျှမမှတ်မိတော့သောရှေးဟောင်းသချင်းလေးများကိုတညင်းညင်းတီဆိုလေးရှိသည်ရွာသူရွာသားများကသူမကိုချစ်ခင်ကြသည်စိတ်မကောင်းဖြစ်ရသည့်အခါတိုင်းသူမထံသို့လာတတ်ကြပြီးသူမကလည်းအမြဲတမ်းပြုံးပြလေးရှိသည်ဘာမှမရှိသည့်တိုင်အောင်သူမအမြဲတမ်းပြုံးနေနိုင်ခဲ့သည်ညနေချမ်းတစ်ခုတွင်ထူးဆန်းသောခီးသွားတဦးသည်သူမ၏အိမ်တကားဝသို့ရောက်ရှိလာသည်သူမတကားကိုဖြင်းညင်းစွာဖွင့်လိုက်ပြီးမောင်ရင်ကဘသူလဲကွယ်ဟုမေးလိုက်သည်ထိုခီးသွားကပြုံးလျက်ကျွန်တော်ကဒီတိုင်းလမ်းကြုံလို့ဖြစ်သွားတဲ့သူပါဒါပေမဲ့အဖွားအကြောင်းကြားဘူးပါတယ်အဖွားဟာကောင်းမွန်တဲ့ဘဝတစ်ခုကိုဖျက်ဆီးခဲ့ရသူပါဒါကြောင့်ဒီနေ့အဖွားကိုရွေးချယ်စရာတစ်ခုပေးချင်ပါတယ်ဟုပြောသည်ရွေးချယ်စရာဟုတ်လားအဖွားအိုကပြန်မေးသည်ဟုတ်ကဲ့တကား၃ချက်ရှိပါတယ်အဲ့ဒီထဲကတကားတစ်ချက်ရဲ့နောက်ွယ်မှာအဖွားရဲ့အလိုချင်ဆုံးသောဆန္ဒရှိနေပြီးကျန်တဲ့တကားနှစ်ချက်ရဲ့နောက်ွယ်မှာတော့စိတ်ပြက်စရာတွေပဲရှိပါတယ်ဟုခီးသွားကဆိုသည်အဖွားအိုကခေါင်းကိုခါရမ်းပြီးခက်ဖွားဖွားလေးရေမောလိုက်ကအဖွားကအိမ်မက်တွေနောက်လိုက်ဖို့အသက်ကြီးလုံးပါပြီကွယ်ဟုပြောတော်လဲခီးသွားကအတင်းအကျပ်တိုက်တွန်းလေသည်ကျွန်တော်နဲ့အတူလိုက်ခဲ့ပါလာကြည့်ယုံလေးကြည့်ပေးပါသူသည်အဖွားအိုကိုတိတ်ဆိတ်သောမြက်ခင်းပြင်ကျဲတစ်ခုစီသို့ခေါ်ဆောင်သွားခဲ့သည်ထိုမြက်ခင်းပြင်၏အလဲတွင်တကား၃ချက်မတ်တက်ရက်လျက်ရှိနေသည်တစ်ချက်ကရွှေရောင်တစ်ချက်ကတစ်သားနှင့်ပြုလုပ်ထားပြီးကြံတစ်ချက်မှမူဟောင်းနှမ်းကတန်ချေးတက်နေသည်ခီးသွားကထိုတကားများကိုလက်ညှိုးထိုးပြကတစ်ခုရွေးချယ်လိုက်ပါဟုပြောလိုက်သည်အဖွားအိုသည်တကား၃ချက်လုံးကိုကြည့်လိုက်သည်ထို့နောက်မိတို့များတွေဝေမနေဘဲတန်ချေးတက်နေသောတကားစီသို့ရှောက်လန်းသွားခဲ့သည်ထိုအခါခီးသွားကမျက်မှောင်ကျုပ်လျက်ဘာဖြစ်လို့ဒီတကားကိုရွေးရတာလဲဟုမေးသည်သူမကညင်သာစွာပြုံးလိုက်ပြီးဘာဖြစ်လို့လဲဆိုတော့အဖွားရဲ့ဘဝမှာအလှပဆုံးသောအရာတွေဟာအမြဲတမ်းဟောင်းနှွမ်းဆွေးမြေ့နေတဲ့အထုပ်ပိုးတွေထဲကနေပဲရောက်လာတတ်လို့ပါကွယ်ဟုပြောလိုက်သည်သူမတန်ချေးတက်နေသောတကားကိုဖွင့်လိုက်သည်တကားအတွင်း၌ဘာမှမရှိဘဲဖုံမှုများနှင့်တိတ်ဆိတ်ခြင်းသာရှိနေသည်ခီးသွားကသူမငိုကြွေးဝမ်းနည်းလိမ့်မည်ဟုမျှော်လင့်ရင်းစိုက်ကြည့်နေမိသည်သို့သောအဖွားအိုကမူခက်ဖွားဖွားလေးသဘောကျကရေမောလိုက်ပြန်သည်အဖွားစိတ်မပြတ်ဘူးလားဟုသူကမေးသည်သူမကတည်ငြိမ်စွာခေါင်းခါပြပြီးမပြတ်ပါဘူးကွယ်အဖွားဒီလောကထဲကိုလာတော့ကလည်းဘာမှမပါပဲလာခဲ့တာပဲဒီနေ့ထိလည်းအဖွားမှာအပြုံးတစ်ခုရှိနေတုံးပဲဒါကြောင့်အဖွားဘာမှဆုံးရှုံးမသွားပါဘူးဟုပြန်ပြောသည်ခီးသွားသည်ခဏမျှစွန့်သွားခဲ့သည်ထို့နောက်သူကကြန့်ရှိသောတကားနှစ်ချက်ကိုဖြင်းညင်းစွာဖွင့်ပြလိုက်သည်ရွှေရောင်တကား၏နောက်ွယ်တွင်တောက်ပနေသောရွှေတုံးရွှေခဲပုံကြီးရှိနေပြီးတစ်သားတကား၏နောက်ွယ်တွင်မူအဖွားအိုအားနုပြိုလှပပြီးချမ်းသာကြွယ်ဝသူတဦးအဖြစ်ပြသနေသည်မှန်တစ်ချက်ရှိနေသည်သူကအဖွားအိုဘက်သို့လှည့်ကာအဖွားဓာရီအလုံးကိုရနိုင်ခဲ့တာပေါ့အဖွားချမ်းသာကြွယ်ဝနိုင်ခဲ့တယ်အဖွားရဲ့ပြိုမြစ်ခြင်းကိုပြန်ရနိုင်ခဲ့တယ်အဖွားဒီထက်မကအများကြီးပိုင်ဆိုင်နိုင်ခဲ့တာပေါ့ဟုတိုးညင်းစွာပြောလိုက်သည်အဖွားအိုကသူ၏မျက်ဝန်းများကိုစိုက်ကြည့်လျက်ပြုံးလိုက်ပြီးဘာထက်ပိုရမှာလဲကွယ်ငင်းချမ်းချင်းထက်ပိုရမှာလားအမောင်ထုထဲမှာတော့ဘလို့ပြုံးရမလဲဆိုတာသိနေတဲ့အတိထက်ပိုရမှာလားရိုးရှင်းတဲ့စွပ်ပြုတ်လေးတစ်ခွက်နဲ့အေးချမ်းတဲ့နှလုံးသားတစ်ခုရဲ့ပျော်ရွှင်မှုထက်ပိုရမှာလားမဟုတ်ဘူးမောင်ရင်အဖွားမှန်ကန်တဲ့တကားကိုရွေးချယ်ခဲ့ပြီးသားပါဟုပြတ်သားစွာပြောလိုက်သည်ထို့နောက်တွင်မူသူမသည်လှည့်ပြန်ခဲ့ပြီးသူမ၏သေးငယ်သောအိမ်လေးစီသို့ပြန်လည်ရှောင်လန်းသွားခဲ့သည်သူမကိုစောင့်ကြိုနေဆဲဖြစ်သောမိဖို့လေးစီသို့အမြုပ်တစီစီဖြင့်ပွက်ပွက်ဆူနေဆဲဖြစ်သောစွပ်ပြုတ်အိုးလေးစီသို့သူမ၏ညင်သာသောတခြင်းတန်များနှင့်နူးညံ့သောအပြုံးများစီသို့ပြန်သွားခဲ့လေသည်ခီးသွားသည်သူမထွက်ခွာသွားသည်ကိုငေးကြည့်ရင်နောက်ဆုံးတွင်သဘောပေါက်နားလည်သွားခဲ့တော့သည်တခါတရံတွင်ပျော်ရွှင်မှုဆိုသည်မှာရွှေရောင်တကား၏နောက်ွယ်တွင်ရှိမနေတတ်ပေရင်းသည်မိမိဘာတွေထပ်မံရရှိလာသလဲဆိုသည့်အပေါ်တွင်မူတည်သည်မဟုတ်ဘဲတကားချက်ကြီးသည်ဗလာဖြစ်နေသည့်တိုင်အောင်ကျေးဇူးတင်တက်ခြင်းပေါ်တွင်သာမူတည်သည်မိမိရောက်ရှိနေသည့်နေရာတွင်ပျော်ရွှင်ပါစေဘဝကတင်းငယ်ကျင်းမြောင်းနေသည်ဟုခံစားရသည့်တိုင်အောင်ပြုံးနေနိုင်ပါစေ
တခါတရံတွင်ထိုရာသီသာဘဝ၏အကြီးမြတ်ဆုံးသောယတနာဖြစ်ပေတော့သည်